Redmi 7A အလုံးလေးကိုကျွန်တော်အမှိုက်ရှင်းပြမယ်ပေါ့နော်ဒီဆိုဒီမှာ setting နဲ့ဝင်မယ် setting နဲ့ဝင်ပြီးအပေါက်ဖုံးကိုသွားမယ်အပေါက်ဖုံးထဲမှာဒီမှာ storage ဆိုတာလေးပြထားပါတယ်ဗျ storage ကလေးကိုနှိပ်ပြီးတော့တစ်ချက်ဝင်မယ်ပြီးသွားလို့ရှိရင်ဒီမှာပေါ်လာလိမ့်မယ်ပေါ့နော်ဓာတ်ပုံတွေ audio တွေ video တွေ software ဘိုင်းတွေပေါ့နော်ဒီမှာရှိနေတဲ့အပေါ်ဆုံးက Apple and data ဆိုတာလေးကိုတစ်ချက်နှိပ်မယ်ဒါဆိုဒီလိုပေါ်လာလိမ့်မယ်ဒီမှာကိုသုံးတဲ့ software တွေအများကြီးပေါ့နော်အများကြီးပေါ်လာလိမ့်မယ်ဗျပေါ်ဆွဲမယ်ပေါ်အကုန်ဆွဲတင်ပြီးတော့ဟိုးအောက်ဆုံးမှာ share ဘိုင်းဆိုတဲ့ဟာလေးရှိတယ်ပေါ့နော်ဒီမှာကျွန်တော်တစ်ချက်ပြပါမယ်ဒီမှာ share ဘိုင်းတော့တစ်ချက်ဝင်လိုက်နော်ဖုန်းကလည်း14တယ်ဗျshare ဘိုင်းတွေဝင်ဒီမှာသုံးထားတဲ့ software သုံးထားတဲ့အမှိုက်တွေပေါ့နော်ဒီအမှိုက်တွေရှင်းထုတ်မယ်ပေါ့ဒါလေးကိုလိုက်နေမယ်ပြီးလို့ရှိရင်ဒီမှာအကုန်လုံးလိုက်နေမယ်ပေါ့နော်သုံးထားတာတွေအကုန်လုံးနှိပ်ပြီးပြီဆိုရင်အောက်မှာ delete ဆိုတာလေးရှိကြည့်တယ်ပေါ့နော်အကောင်လို့နှိပ်ဖြစ်မှာပေါ့ဒီမှာပြထားတာ 8.50 MB ပြထားတယ်မှာဒီကောင်လို့နှိပ်လိုက်ရင်အကုန်ပြတ်သွားမယ်ဒါဆိုရင်ဆက်ပေါ်သွားပြီနော်ပြင်ပြန်ထုတ်လို့ရပါပြီပေါ်ပါလိဖြစ်သွားပါပြီဒီတန်းလေးပဲလိုက်လို့ကြည့်ပါဗျ